ထိတ်ကလေးရသွားလေဘယ်လိုပြောမလဲမအေးရသွေးလဲပါတာပေါ့နော်တော်ဝါသနာလဲပါဖို့ရပါတယ်ဆိုတော့သူ့ကိုဒီလောက်ထိဟိုလုံနိုင်လိမ့်မယ်လို့ကိုတကယ်မထင်ထားကြဘူးဒီလို character မျိုးဆိုတော့လုံတက်ဖို့လဲတကယ်ဝိုင်းရင်တရုပ်ဆောင်နေတော့ဒါစူးစမ်းပြီးလုပ်ကြမှာလေဆိုတော့သူကတကယ်ကိုလုံတက်သွားတဲ့အတွက်လဲဒါတကယ်ချီးကျူးစရာပါပဲဒီလိုခက်တဲ့တရုပ်ဆောင်မှုတွေကတော့ဒါဘာဖြစ်ဖြစ်ထိတိတ်ကလေးစူလေးတဆူရသွားတာရမ်းမိုက်သွားတယ်ဒီချဲမှာတော့သူကတစင်းပါတယ်ပေါ့နော်ရတနာဘူရဲ့အမေနေရာနေတစင်းပါထားတဲ့အတွက်လည်းဖြစ်တယ်ဘုံရဲ့ကားလည်းဖြစ်တယ်အားလုံးအတွက်ထိတိတ်ကြီးရဲ့ပထမဆုံးကားလည်းဖြစ်တဲ့အတွက်ပေါ့နော်ဒါအနူကလည်းဒါအချိန်ပေးပြီးတော့ဒါရောက်တာပါလာလေးကြည့်လိုက်ရတော့တော်တော်လေးကိုထိပါတယ်ရင်းထဲမှာတကယ်ထိထိကလေးရတယ် audition လုပ်တာတော်တော်လေးလည်းပြည်ပြင်းတယ်လို့သူချောကလည်းသူ့ရဲ့ပထမဆုံးရင်သွေးလေးကဒီလိုကလေးလေးဖြစ်ရတဲ့အတွက်သူ့ရဲ့ပူဆွေးမှုစားလည်းတကယ်ကိုတော်တော်လေးကိုကောင်းပါတယ်တရုပ်ဆောင်တာအရန်ကိုပေါ့နော်ဆိုတော့တကယ်ရင်းနေလည်းထိမှာပါဆိုတော့ဒါမှမဟုတ်ဒီကောက်အစားဆုံးကြည့်နေတာကိုပါတာတခန်းနဲ့ပါပဲဒါပေမဲ့လည်းအစားဆုံးကြည့်နေတဲ့အတွက်ကိုလာခဲ့တာပါထိတ်ကလေးရသွားလေဘယ်လိုပြောမလဲမအေးရသွေးလဲပါတာပေါ့နော်တော်ဝါသနာလဲပါဖို့ရပါတယ်ဆိုတော့သူ့ကိုဒီလောက်ထိဟိုလုံနိုင်လိမ့်မယ်လို့ကိုတကယ်မထင်ထားကြဘူးအန်နီဝါလေးမဟုတ်ပါအကုန်တော်တော်များများပေါ့နော်ဒါကြည့်ပြီးရဲ့သူတွေလည်းပုံပြောကြတာပေါ့အန်နီဝါကျတော့ဒါထရေလာလေးကြည့်ုံနဲ့ဒါဘေးကပြောကြတဲ့သူတွေအတွက်ဒါကိုအခုမှခဏနေမှကြည့်ရမှာလေဆိုတော့ဘယ်ကိုချီးကျူးပါတယ်ဒါပါရမီပါလာတာပေါ့နော်ဆိုတော့ဒီဟာကိုလောက်တာနောက်ချီးမွမ်းတဲ့လူရှိသေးတယ်သူတချင်းဆိုတာတော်တော်ကိုပြည်ပြင်းတာတဲ့အဲ့ဒီ audition ကလေးတယောက်ရဲ့အတန်တိုင်းရအောင်သူဆိုတာဆိုတော့အဲ့ပထမဆုံးနေ့မှာတွင်းတယ်ဟိုတွင်းတော့အမေပါလာတော့သူကအခွင့်မလုပ်ဘူးပေါ့နော်အတန်ခွင့်မထုတ်ဘူးတဲ့နောက်တစ်ခေါက်ပြန်ပြီးတော့မှ recording နောက်တစ်ရက်ကြာမှာပေါ့နော်သူ့ကိုမလိုက်ပါနဲ့ပေါ့နော်မခိုင်လေးကိုမလိုက်ပါနဲ့ဆိုတော့လုံးဝရသွားတာအတန်ပဲလို့ပြောတယ်ဆိုတော့တကယ်ကိုချီးကျူးတဲ့သူတွေချီးကျူးနေတဲ့တကယ်တော်လို့ပါမယ်နော်နေနိုင်တယ်ဒါပါလေဒီလို character မျိုးဆိုတော့လုံတက်ဖို့လေတကယ်ဝိုင်းရင်တရုပ်ဆောင်နေတော့ဒါစူးစမ်းပြီးလုပ်ကြမှာလေဆိုတော့သူကတကယ်ကိုလုံတက်သွားတဲ့အတွက်လည်းဒါတကယ်ချီးကျူးစရာပါပဲဟုတ်တယ်တအားခက်တယ်ဟိုလေးလေတကယ်ကိုလုံယူတာပြောပဲရမှာပေါ့နော်တကယ်ကိုစူးစမ်းပြီးလုပ်ရမှာပေါ့နော်ဆိုတော့နည်းနည်းလေးတစ်ချက်မှမလွတ်အောင်လုပ်ရတာလေဆိုတော့ဒီလို character နည်းနည်းပိုခက်တာပေါ့နော်ဒီလိုခက်တဲ့တရုပ်ဆောင်မှုတွေကတော့ဒါဘာဖြစ်ဖြစ်ထိတိတ်ကလေးစူလေးတဆူရသွားတာရမ်းမိုက်သွားတယ်ဒီကတော့စတောင်းပေးရနော်စတောင်းပေးရေဒါဘာဖြစ်ဖြစ်ကလေးဆိုတော့အထူးစုရသွားတယ်ဆိုရင်တကယ်ရပါစေဒါတိတ်တဲ့ကိုစူးစမ်းထားရဲ့စူးစမ်းရဲ့ရက်လက်စုလေးပေါ့နော်ဆိုတော့လူအရင်ပြောနေကြပြီဆိုတော့အလူကခုဒီထိမှလေအားကြောင့်ကိုကြည့်မယ်တကယ်လေကိုရဲထိတ်ကလေးရပါစေလို့လူကစတောင်းပေးပါတယ်တောင်းလို့ရဲတဲ့ဒါလည်းဖြစ်နိုင်တယ်လေအတိတယောက်အနေနဲ့ဟိုတကယ်ဟိုလှလှပပလေးလောက်ရတဲ့ကားမျိုးကိုသူရွေးချယ်ဘူးဒီကားမျိုးရွေးချယ်လဲဆိုတော့သူ့ရဲ့စိတ်ဓာတ်ကိုလည်းတကယ်လေးစားတယ်သူ့ရဲ့တက်တီကိုလည်းချီးကျူးပါတယ်ဒီအမှုပညာအလုပ်ပေါ့နော်အမှုပညာအလုပ်ရောဒီတချင်းဆိုတာကသူပါလာတာပဲဆိုတတ်တယ်လေမခိုင်လေးလည်းအတန်ကောင်းတယ်သူလည်းဆိုတတ်တယ်သူတချင်းလေးလည်းနားထောင်မှုပါတယ်ဒီလိုဟို CDF ဘွဲရိုက်တယ်ဆိုတော့အခုကျတော့တကယ်ကိုဒီ the max singer နဲ့ထိတ်တိတ်ကလေးတကယ်ပေါက်သွားတာလေသူ့အတန်လေးနဲ့အဲ့ချင်းလေးနဲ့လည်းလိုက်သွားတယ်လေဆိုတော့တမျိုးလေးကိုကောင်းသွားတာပေါ့နော်တမျိုးစီဖြစ်သွားတာပေါ့လေမခိုင်ကြီးနဲ့တော့ကျတမျိုးလေးမခိုင်ကြီးအတန်နဲ့သူတမှုထူးကြတဲ့တချင်းပဲခုကလေးနဲ့ကြောင်လဲသူ့အရွယ်လေးနဲ့သူ့တန်လေးနဲ့လိုက်သွားတဲ့ချင်းလေးနဲ့ဆိုတော့ तू ကအမှုပညာလူတီဝါသနာပါနေတဲ့အတွက်အဲ့ဒါကအမေနဲ့တူတဲ့အချက်ပဲဖြစ်မှာပါသဘောကောင်းနေသူသဘောကောင်းနေမလို့တငယ်ချင်းလိုပေါင်းတာတငယ်ချင်းလေးလိုပဲဒါအဲ့ဟိုမခိုင်လေးနဲ့လည်းအများဆုံးရက်ခဲ့ရတာဟိုဒီဟာကရက်ခဲ့ရတော့သူလိုက်လာဆိုလေစားလေးလို့သမီးဒီမှာစားတယ်ဆိုတော့မစားဘူးအမေကအဲ့အခုတော့မပြောတတ်ဘူးဟိုမှာဆိုတော့ဆိုသူဟိုဘိုင်းနဲ့စားမယ်ဘာစားမယ်အပြင်းစားမစားရအောင်အိမ်ကနေမနေ့လေး program နဲ့ပေါ့တော့ဘာစားရမယ်ဘိုင်းနဲ့ချက်မယ်အဲ့ဒါကိုပဲစားမယ်အပြင်းစားမစားအောင်ဆိုသမီးစားလို့မရဘူးတဲ့သမီးရတဲ့မမီးကဘာပဲစားမယ်ဆိုအဲ့ခဏကြာမခိုင်နေဟုတ်တယ်တူဝါကြီးတဲ့ဟိုကလေးကိုကျမကြီးခီးဆိုင်ရတာပေါ့နော်ခီးဆိုင်တဲ့အတွက်ဒီနေ့ဆိုရင်ဘိုင်းနဲ့ချက်တယ်အဲ့ဒါပဲသမီးစားရမယ်အပြင်းစားမစားရဘူးတကယ်လေကလေးကလိမ်ပါတယ်အဲ့လိုပဲနေခဲ့တာပေါ့နော်အပြင်းနေပဲထွက်စားကြမိသားစုတွေသွားစားပြီးတော့ရှိမှာပေါ့လေစိုင်ကြီးတွေတကယ်ဟိုကျမကြီးနဲ့မြူးတက်ဆိုင်တွေသွားစားနေစားကြမှာပေါ့အဲ့ရှူတင်မှာတော့သူကအဲ့လိုနေကြတာတော့ဒါတွေ့တယ်နှခမ်းကြီးရလှရနော်ဒါအဲ့လိုလည်းပြောတယ်အဲ့တော့ဆိုနှခမ်းအလှပြတာလည်းသူကြည့်တယ်ချိန်အဲ့လိုစိတ်ကြည့်နေပြောလေဘာလေးကဘလို့နော်ဘာလေးကဘလို့ပဲအဲ့လိုပြောတယ်အဲ့
ဒီကဲတော့အေးတယ်ဆိုသူတငယ်ချင်းလေးလို့ခေါ်ကြတယ်လေတငယ်ချင်းလေးတွေသူတို့ခေါ်ကြဆိုတော့ကိုယ်လည်းအဲ့တစ်ခေါက်ပါပဲသူရှူတင်လိုက်လာပြီးတော့အနီမနဲ့ကဒီလိုဟိုကောင်းကောင်းမစကားပြောပြကြတယ်စပွဲနဲ့ထိုင်ပြောပြကြတာပေါ့နော်ခါတိုင်းကတော့ဒီပွဲတွေပိုင်းတွေ့တာအမျိုးလေးတွေဒီအကယ်ဒမီဘန်းကန်တွေတွေ့ရတယ်အဲ့လိုတွေလောက်ပဲအရန်ကြီးမတွေ့ပြဘူးပေါ့နော်သူကကြိုက်တယ်အနီဝဲကိုရောင်မုန်းနေကြိုက်တာအဲ့မလုံးဖြစ်လို့ပို့ချင်တာလေးသူကအဖေစုပ်ကလေးကိုသူကြိုက်တာအဲ့ငဖေစုပ်ကလေးကျတော့မခိတ်လေးကပြောဦးတယ်ဆိုတော့သမီးရဲ့ပို့ပေးမယ်လို့ပြောရင်အပြောပဲဖြစ်နေတယ်ကိုယ့်ကိုယ်တော့လုံးမစားပြီးတော့ပို့ပြဘူးအဲ့သူကကြိုက်တာတဲ့ဟိုကတော့ပြောပိတ်ဆွဲလေးမှာပြီးတော့လုပ်ပါလားပေါ့နော်ကို RS လေးလုပ်ပြီးတော့အဲ့လိုကိုစားကျင်တဲ့ကလေးပို့ပေးပါလားသူကပြောနေတာဒီမှာလည်းစူးစမ်းနေပါအဲနိုင်ရကလေးကြိုက်တာအဲ့လိုလေးပို့ချင်တာပေါ့နော်ကိုကြိုက်တယ်ဆိုတဲ့ကလေးတွေလည်း တကယ်ချင်းလေးတော့ တကယ်ချင်းလေးဒီကားမှာတော့အဆူပါပဲသစင်းနဲ့ပဲလာပြီးကျန်းတာပါပဲတမီးလုတ်တဲ့သူလေးကကိုကတော့ရင်အောင်နဲ့တက်တက်နေတယ်နိုင်ငံခြားမှာနေတယ်ဒါပေမဲ့လည်းသမီးစီကိုလာလိုက်တဲ့ချိန်မှာဒါသမီးရဲ့သမီးဖြစ်ပျက်နေတာကိုမြင်ပြီးတော့ကိုကပွဲကျန်းတာပေါ့နော်အဲ့ဒီနေရာပါပဲဆိုတော့လေနည်းနည်းလေးလှုပ်သွားတယ်နဲ့တူတယ်ကျန်တဲ့ဒရမာကြီးကြားထဲမှာနည်းနည်းလှုပ်သွားအောင်သူတို့တမ်ပိုအတွက်ကိုထည့်လိုက်တယ်နဲ့တူတယ်ဘာပဲဖြစ်ဖြစ်ပါအညီဝကိုသတိတရားနဲ့ဒါဒီဇက်ကအတွက်တော့တနေရာကနေပေါင်ငေးပေးတဲ့တက်လေတကယ်ကျေးဇူးတင်ပါတယ်ဒါကိုလုပ်ပေးရမယ်တောင်းလည်းရှိရလေဒါကို့တောင်းမှတန်းတခုတ်တရားနဲ့ဒီနေရာကိုသတိရပေးအတွက်လည်းကျေးဇူးတင်ပါတယ်ဒါအညီဝကတော့အညီဝဘယ်စက်ရုပ်ပဲအညီဝကိုခိုင်းလာပြီဆိုတော့အညီဝကမငင်းပါဘူးလို့ကျေးဇူးပါ